နှစ်ပတ်ပဲလေ့ကျင့်ပြီးတော့စနစ်ကဖိုက်တာကိုလဲထိုးခဲ့တယ်နောက်ပွဲမှာစက္ကန့်20ကျော်လေးနဲ့ UFC ချန်ပီယံဖြစ်လာခဲ့ပြန်တယ်ဒါပေမဲ့တကဘာလုံးကသူ့ကိုဗာပြောခဲ့တယ်လဲဆိုတော့ကံကောင်းလုံနိုင်တဲ့ချန်ပီယံတူဆိုပြီးတော့ဝိုင်းပြောခဲ့ကြပါတယ်ဒါကတော့မြန်မာပြည်ပွား UFC ဖိုက်တာဂျော်ရှွာဘန်ရဲ့သမိုင်းတွင်မဲ့ပွဲစဉ်3ပွဲအကြောင်းမှာပထမပွဲမှာအားလုံးရဲ့ရှိကျူးမှုကိုခံခဲ့ရပြီးအကောင်းဆုံးဆုတွေရယူနိုင်ခဲ့ပေမဲ့ဒုတိယပွဲမှာခပတ်ရပြီးတာတောင်ချန်ပီယံတူဆိုပြီးသမိုင်းမှာအဆိုအဆုံးဝေဖန်မှုတွေကိုသူခံခဲ့ရပါတယ်ဒါပေမဲ့တတိယပွဲမှာတော့ဆုတွေပြန်လည်ရယူပြပြီးတော့ဝေဖန်သူတွေရဲ့ပါဇက်ကိုခပတ်ကာကွယ်ပြရင်းနဲ့ပိတ်ပစ်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဂျော်ရှွာဘန်ကဝေဖန်မှုတွေ PR တွေကြားကနေနောက်ဆုံးပွဲစဉ်3ပွဲကိုဘယ်လိုမျိုးကြမ်းကြမ်းခိုင်ပြတ်ကျော်ခဲ့တယ်လဲဆိုတာအစားဆုံးသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ MM Spotlight Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာ့ကျန်းဆုံးအားကစားနည်းဖြစ်တဲ့ MMA အကြောင်းအရာတွေ UFC ပွဲကြိုသုံးသပ်ချက်တွေနဲ့ Fighter တွေရဲ့စိတ်လှုပ်ရှားစရာဇာတ်လမ်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲ follow နဲ့ subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ပထမဆုံးပွဲကနေစလိုက်ကြရအောင်ဒီပွဲကတော့ဂျော်ရှွာဘန်ရဲ့ကစားသမားဘဝကိုတစ်စိတ်ချိုးပြောင်းလဲပစ်ခဲ့တယ်ပြီးတော့ချန်ပီယံစင်ကုန်ခွင့်လမ်းစာကိုဖွင့်လှစ်ပေးခဲ့တဲ့ပွဲပါတကယ်တော့ဒီပွဲဖြစ်လာပုံကကညမာကဖန်တီးပစ်လိုက်တဲ့ခွင့်ရေးလို့ပြောရင်လုံးဝမမှားဘူးအဲ့ဒီမတိုင်ခင်တုန်းကဂျော်ရှွာဘန်ရဲ့ရှင်တွေကတော်တော်လေးစိတ်ပြည့်စရာကောင်းနေခဲ့တာပါဘာဖြစ်လို့လဲဆိုတော့သူရဲ့ရှေ့ပွဲတွေမှာပြိုင်ဘက်တွေကအကြောင်းမျိုးမျိုးပြပြီးတော့နှုတ်ထွက်သွားကြလို့ပွဲတွေခဏခဏပြတ်ခဲ့ရတယ်ပွဲတစ်ပွဲရဖို့အတွက်10လလောက်ထိအကြာကြီးစောင့်နေခဲ့ရတာပါသူကဘရူနိုဆေးဘာကိုနိုင်ယူပြီးတာနဲ့ UFC ဘက်ကနေကမ်းလှမ်းမှုတစ်ခုရောက်လာခဲ့ပါတယ်အဲ့ဒါကတော့ ranking စင်းတဲ့နေရာမှာရှိနေတဲ့ထိပ်တန်း fighter rival နဲ့ထိုးဖို့ပါဒါပေမဲ့ပြဿနာကလေ့ကျင့်ဖို့အချိန်တစ်ပတ်ပဲရှိတဲ့ short note တွေပွဲဖြစ်နေခဲ့ပါတယ်တာမန် fighter ဆိုရင်ညင်းမသိချပေမဲ့ပွဲစားနေတဲ့ဂျော်ရှွာဘန်ကတော့ချက်ချင်းလက်ခံလိုက်တယ် rival ဆိုတာလုံးဝညံ့တဲ့ fighter မဟုတ်မှအားလုံးလည်းသိတယ်လို့ဂျော်ရှွာဘန်ကိုယ်တိုင်လည်းကောင်းကြီးနားလည်ထားပြီးသားပါအဲ့ဒီတုန်းက rival ပြောခဲ့တဲ့စကားတစ်ခုရှိတယ်သူကဘာပြောတယ်လဲဆိုတော့ငါကငါတဲ့ ranking မြင့်တဲ့သူတွေနဲ့ပဲကစားရှင်တာဒါပေမဲ့အခုဂျော်ရှွာဘန်နဲ့ဖြစ်တော့လဲရပါတယ်ဒီကလေးရဲ့ကစားပုံကိုငါသဘောကျတယ်သူကတော်တဲ့ fighter ပါတကယ်လို့သူငါ့ကိုနိုင်သွားရင်တော့သူချန်ပီယံမြင်မြန်ဖြစ်တာပေါ့ဆိုပြီးလူကြီးလူကောင်းဆန်ဆန်မှတ်ချက်ပေးခဲ့ပါတယ်ပွဲစားလိုက်တဲ့အချိန်မှာအားလုံးထိမှမထားတာတွေဖြစ်ကုန်တယ်အောက်ပိုင်း ground ကစားကွက်တွေလုံးဝမပါဘဲနဲ့တသက်ရှင်းရှင်း strand fight တွေနဲ့ပဲ striker ချင်းအားရှင်ပြန်ခဲ့ကြပါတယ်မင်းတစ်ချက်ငါတစ်ချက်သူမလဲကိုမလဲဆိုတဲ့အတိုင်းအပြန်လန်လက်တိချက်တွေနဲ့လှလှပပရှင်ပြန်ခဲ့ကြတယ်ပထမရှိနဲ့ဒုတိယရှိတွေမှာဘသူကအသာစီးရလဲဆိုတာပြောရခက်လောက်အောင်ရမတ်တွေကကတ်နေခဲ့ပါတယ်ဒါပေမဲ့တကယ်အပြောင်းလဲကတတိယရှိမှာရောက်လာတယ်ဂျော်ရှွာဘန်ရဲ့ပြင်းထန်လာတဲ့လက်တိချက်တွေကြောင့် rival တယောက် knock out ကြပြီးတော့ကျမ်းမြေမော်လဲကျသွားခဲ့တယ်အဲ့ဒီချိန်မှာဂျော်ရှွာဘန်ကပွဲပြတ်အောင်အတင်းဝင်လုံးပြီးတော့အဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ပဲပွဲကစားချိန်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီ knock out ကပဲဘယ်သူမှညင်းလို့မရတဲ့တန်ရှင်းပြတ်သားတဲ့နိုင်ပွဲတစ်ခုကိုဖန်တီးပေးလိုက်တာပါလူတွေသိမသိသေးတဲ့ fighter အသက်လည်းငယ်သေးတဲ့အပြင်တလားထင်းနဲ့နှစ်ပွဲထိထိုးခဲ့ရတဲ့ဒီ fighter လေးကအစင်းစနစ်ကနေအစနစ်က rival လို့ဆရာကြီးကိုရှင်တိုးပြသွားတာကသူ့ရဲ့စကေးကလုံးဝအံ့ဩစရာပဲယောက်ျားတွေပြီးပြီးရေရဲဝန်းဝန်းရှင်ပြိုင်သွားပြီးတော့ရတအပြည့်ဝပေးနိုင်ခဲ့လို့ UFC ဥက္ကဋ္ဌဒေနာဝိုက်ကိုတိုင်ကတညတာအကောင်းဆုံးပွဲအဖြစ် Fight of the Night ကိုပေးအပ်ခဲ့ပါတယ်ဒါတွေမကသေးဘူးဒီပွဲပြီးမှလက်ရှိချန်ပီယံပန်တိုဂျာစီကနေချန်ပီယံကပတ်စိန်ခေါ်ခွင့်ကိုပါတရားဝင်ရရှိသွားခဲ့ပါတယ်နောက်ထပ်ဒုတိယပွဲကိုဆက်သွားရအောင်ဒီပွဲကတော့ဝေဖန်မှုတွေတော်တော်ဝေအောင်ခံခဲ့ရတဲ့ပန်တိုဂျာနဲ့ပွဲပဲဖြစ်ပါတယ်ပွဲမထိုးခင်ပရိသတ်တွေကဒီပွဲကိုရမ်းကြည့်ကောင်းမယ်လို့မျှော်လင့်ထားကြသလိုတစ်ဖက်မှာလည်းဂျော်ရှွာဘန်တို့ရှုံးမှသိကြတယ်ဆိုတဲ့စကားသံတွေကနေရာတိုင်းမှာလွှမ်းမိုးနေခဲ့ပါတယ်အထူးသဖြင့်လောင်ကြီးတိုင်းတွေစီမှာပါဂျော်ရှွာဘန်ဘက်ကယုံကြည်မှုတွေကလျှော့နေနေခဲ့ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဒီဇင်ဘာလထဲမှာအချိန်နဲ့ရှင်ပြန်ခဲ့ကြတယ်ပွဲစားတာနဲ့ချန်ပီယံပန်တိုဂျာဘက်ကပွဲကိုမြန်ဆုံးဖြစ်ချင်နေတဲ့စိတ်လောနေတာကိုမြင်ခဲ့ရပါတယ်ဒါပေမဲ့ပွဲစားလို့26စက္ကန့်ပဲရှိသေးတဲ့အချိန်ပန်တိုဂျာအမြင့်ကန်ချက်တစ်ချက်ကန်လိုက်တဲ့အချိန်မှာဂျော်ရှွာဘန်ကအလွန်ပါးနပ်စွာတုံ့ပြန်ပြီးတော့ကာကွယ်ခဲ့တယ်ဖြစ်ရှင်တော့ပန်တိုဂျာကန်ပြီးတဲ့အချိန်မှာအကြောင်းမတော်ပဲလဲကျသွားပြီးတော့လက်စစ်လွယ်သွားခဲ့ရတယ်သူကန်ပြီးတော့သူရှုံးသွားတယ်ဆိုတာကနားထောင်ရတာတမျိုးကြီးဖြစ်နေတဲ့ဆိုပေမဲ့အမှန်ကတော့ဂျော်ရှွာဘန်ရဲ့ကာကွယ်မှုဖျက်လက်တာကြောင့်ပန်တိုဂျာအနေနဲ့ဒဏ်ရာရသွားခဲ့တာပါဒီလိုနဲ့ဂျော်ရှွာဘန်က UFC သမိုင်းမှာဒုတိယအသက်ငယ်ဆုံးချန်ပီယံဖြစ်သမိုင်းဆိုင်တူနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီနိုင်ပွဲကသူ့အတွက်ပျော်ရွှင်မှုတဲ့ PR တွေကိုပို့ပြီးတည်ဆောင်လာပေးခဲ့တာပါအချိန်တိုလေးတွင်းမှာပွဲကပြီးတော့ခဲ့တော့ပရိသတ်တွေနဲ့ဝေဖန်ရေးသမားတွေကဂျော်ရှွာဘန်ကကံကောင်းလို့နိုင်တာသူကချန်ပီယံအတူပဲဆိုပြီးတော့ဆိုရှယ်မီဒီယာတွေပေါ်မှာဝိုင်းတင်ခဲ့ကြပါတယ်ဒါတွေမကသေးဘူး UFC တဲကတခြားဖိုက်တာအများစုကလည်းလေတိုက်ပြီးတော့ခပတ်ကိုလူဖို့အတွက်စိန်ခေါ်လာကြပါတယ်ဂျော်ရှွာဘန်နီနဲ့ဒီဝေဖန်မှုတွေကိုတီးခန့်ပြီးတော့ဖျက်ကျော်နေရတဲ့အချိန်မှာဒီနာဝိုက်ကဝေဖန်တဲ့တွေကိုရှင်းပစ်ဖို့အတွက်ဂျပန်နိုင်ငံကလူငယ်ကျင်ပွဲတက်ဆူရိုတိုင်ရာနဲ့ခပတ်ကာဝယ်ပွဲကိုချက်ချင်းကြီးတည်ပေးလိုက်ပါတော့တယ်
အခုရောက်ရှိလို့လာတာကတော့နောက်ဆုံးပွဲတတိယမြောက်ပွဲပါဒီပွဲကတော့ဝေဖန်သူတွေရဲ့ပါဇက်ကိုပိတ်ပစ်ခဲ့တဲ့ပွဲလေးဖြစ်တဲ့ UFC ရဲ့အသက်ငယ်ဆုံးအာရှသား2ယောက်ရဲ့အားပြိုင်မှုဆိုတော့တကမ္ဘာလုံးကလည်းစိတ်ဝင်စားနေကြတာပါဒါပေမဲ့ပွဲမတိုးခင်ဒီလူတွေကဂျော်ရှောဘန်ကိုချန်ပီယံတုလို့ပြောနေကြတော့မယ်စင်ကာသူတက်စလိုတိုင်ရာကိုတိုင်ကလည်းဂျော်ရှောဘန်နေနဲ့ပန်တူဂျာကိုတကယ်နိုင်ခဲ့တာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဆိုပြီးပွဲကြိုမှာပြောခဲ့ပါသေးတယ်MMA ပရိသတ်တွေအားလုံးကလည်းတက်စလိုတိုင်ရာနိုင်မယ်စတိုင်ကာဖြစ်တဲ့ဂျော်ရှောဘန်ကကမ္ဘာ့စင်ဂရောင်းသမားတက်စလိုတိုင်ရာကိုဘလို့မှမရှိနိုင်ဘူးလို့တထိတ်ချတွက်ထားတာပါလက်ရှိချန်ပီယံဟောင်းပန်တူဂျာကိုတိုင်ကတော့တက်စလိုတိုင်ရာက9ရက်ကူပွားပဲဒီပွဲမှာတိုင်ရာပဲနိုင်လိမ့်မယ်ဆိုပြီးတော့သုံးသပ်ခဲ့ပါသေးတယ်ဒါပေမဲ့ဂျော်ရှောဘန်ကတော့ဒါတွေကိုလုံးဝဂရုမစိုက်ခဲ့ပါဘူးသူပွဲမတိုင်ခင်ပြောသွားခဲ့တဲ့စကားကအရန်ရှင်းတယ်တတ်မလားသိမလားကွင်းထဲမှာကြည့်ကြတာပေါ့တကယ်လဲပွဲလဲစရောတက်စလိုတိုင်ရာကဂျော်ရှောဘန်ကိုသူ့ရဲ့အားသက်ချက်ဖြစ်တဲ့ဂရောင်းကစားကွက်တွေကိုဆွဲတင်ဖို့ကြိုးစားတယ်ဒါပေမဲ့ဂျော်ရှောဘန်ကအကောင်းဆုံးရုံထွက်ပြနိုင်ရုံနဲ့မကပဲပွဲကိုမတည့်ရထိုးတတ်တဲ့သူ့ရဲ့ကစားကွက်တွေကိုဆွဲခေါ်လာနိုင်ခဲ့တယ်ဂျော်ရှောဘန်ရဲ့ကစားကွက်တွေရောက်သွားတဲ့ချိန်မှာတော့တက်စလိုတိုင်ရာခင်ဗျာအလူးလဲခံရတော့တာပါဂျော်ရှောဘန်ရဲ့တိကျပြင်းထန်တဲ့လက်သီးချက်တွေအောက်မှာတက်စလိုတိုင်ရာတယောက်ချက်မခံနိုင်တော့ဘဲနဲ့နောက်ဆုံးမှာတော့ KO နဲ့ရှုံးနေသွားခဲ့ရပါတယ်ပွဲပြီးစင်ပေါ်မှာဂျော်ရှောဘန်ကကင်မရာကိုကြည့်ပြီးတော့ဝေဖန်သူတွေကိုမေးခွန်းတစ်ခုမေးခဲ့ပါတယ်အခုရောမင်းတို့ငါ့ကိုတန်တရားရှိသေးလားအဲ့ဒီစကားတကုန်းကဝေဖန်သူတွေကိုစွန့်အားသွားစေခဲ့တာပါသူကဝေဖန်မှုတွေကိုစကားလုံးတွေနဲ့တုံ့ပြန်မနေဘဲနဲ့လက်တွေလုံးနဲ့တက်တိတ်ပြသွားခဲ့ပါတယ်သူရဲ့ထူးချွန်လာတဲ့စွမ်းဆောင်ရည်တွေကြောင့်အဲ့ဒီညရဲ့တညတာအကောင်းဆုံးစု Performance of the Night ကိုရခဲ့တဲ့အပြင်တလတာအကောင်းဆုံးကစားသမားစုကိုပါထပ်မံသိမ်းပိုက်ပြီးကပတ်ကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်ဒီနေ့မှာကျွန်တော်တို့ဂျော်ရှောဘန်စီကနေအတူယူတင်တဲ့သင်ခန်းစာတစ်ခုရှိတယ်အဲ့ဒါကတော့ကိုပမာဝေဖန်တိုက်ခတ်သူတွေဘလောက်ပဲရှိနေပါစေစိတ်တမကြဘဲနဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့ကြိုးစားဖို့ပါပြီးရင်လက်တွေကွင်းထဲမှာအပြတ်သက်နိုင်ယူပြပြီးအောင်မြင်မှုတွေနဲ့တုံ့ပြန်ပြတာကအကောင်းဆုံးတုံ့ပြန်မှုဖြစ်ကြောင်းသူသက်သေပြသွားခဲ့ပါတယ်သူကကောလာဟာလာတွေကိုလက်သီးနဲ့ရှေ့ပြည့်ရှင်နေတဲ့စစ်မှန်တဲ့ချန်ပီယံတယောက်ပါအားလုံးကတော့ဂျော်ရှောဘန်ရဲ့ဒီပွဲစဉ်3ပွဲပေါ်မှာဘယ်လိုမြင်ကြလဲဆိုတာအောက်ကကွန်မန့်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးကြပါဦးအဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ် Spotlight မှာ UFC 1 Championship မြန်မာ Fighter တွေရဲ့အကြောင်းအရာတွေကိုနေ့တိုင်း update ပုံမှန်တင်ပေးနေမှာဖြစ်ပါတယ်။ဒါရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းမကြာခင်တင်ပေးသွားပါမယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe comment လုပ်ပေးဖို့မမေ့ကြပါနဲ့လို့ပြောဆိုရင်ဗီဒီယိုကိုဒီမှာနေဆုံးသက်ရှင်ပါတယ်။